မင်္ဂလာပါသမီးနာမည်အားခင်ခန့်ဖြစ်ပါတယ်အခုအသက်16နှစ်ပြည့်ပါပြီသမီးကတော့ KES မှာ IGCSE Batch 4တက်ခဲ့ပါတယ်secondary 3ပြီးသွားတဲ့အချိန်မှာကျောင်းနေအများကြီးကိုလေ့လာခဲ့တယ်ပြီးတော့အကူက KES ကို recommendation ပေးလို့နှစ်ယောက်သားတူတူဒီကျောင်းကိုလာရောက်လေ့လာတဲ့အချိန်ကျရင်တမန် KES environment ကိုအရန်ကြိုက်ပြီး like staff တွေလည်း friendly ဖြစ်လို့ဆိုပြီး KES ကိုရွေးချယ်လိုက်ပါတယ်ကျောင်းသားတွေအကုန်လုံး support ပေးရဲ့တမီးပါဝင်for example တမီးခိုင်ကြရင်မနေ့အစောကြီး breakfast မစားလာရင်ဆရာမတယောက်ကမြင်တဲ့ extra food လေးယူလာခဲ့တမီးအစားဝင်အောင်လို့အဲ့တော့တမီးခံစားရတော့ကျောင်းသား student relationship မရှိဘူးမိဘနဲ့သားသမီး relationship ပဲရှိတော့ဒီကျောင်းမှာကျောင်းလို့ခံစားရဘူးအဲ့လိုအိမ်မာနေလို့ခံစားရအဲ့ကြောင့်ဒီကျောင်းမှာတရရမ်းပြောခဲ့အကြိုက်ဆုံးကတော့သင် business and economics because သင်ကြားရဲ့ဆရာမအရင်လက်သဘောကောင်းနေပြီးတော့တေချာရှင်းပြရဲမသိရင်လည်းသူကနောက်တစ်ခါရှင်းပြတယ်အဲ့တော့မိသားစုလိုဆက်ဆံတော့တမီးကအဲ့အတိုင်းဆိုအကြိုက်ဆုံးဖြစ်ပါတယ်အခုတမီးလက်ရှိမှာတော့သင် OSSD Ontario Secondary School Diploma တက်နေပါရှင်trip plan ကတော့အခုတက်နေရဲ့ကျောင်းပြီးရင် 4-year bachelor Canada မှာတက်ဖို့စီစဉ်ထားပါဟဲ့အဲ့ဒါ graduate ဖြစ်ရင် further studies ကို law school မှာတက်ပြီးတော့ corporate field မှာလုပ်ဖို့စီစဉ်ထားပါတယ်မြားတော့ IGCSE exam preparation အတွက်အဲ့လောက်လုပ်စရာမလိုခဲ့ဘူးဘာဖြစ်လို့ဆိုတော့သမီးအတန်းထဲမှာတေချာ focus ဆရာမပြောရဟာ focus လုပ်တယ်အတန်းထဲမှာအပီးဖြစ်အောင်လို့ဆရာမပြောတဲ့အချိန်နားထောင်တယ်ပြင်မသိရင်မိကိုနေပါမေးတယ်ပြီးတော့ somewhere နေတဲ့အချိန်မှာ pass paper လေးပို့လုပ်သွားဆရာမပြောရရင်မှတ်ထားတော့ exam preparation ကိုလွယ်ကူဖြတ်သန်းခဲ့ပါတယ် KES မှာအမှတ်တရဆုံး memories တွေကတော့ကျောင်းက school trip ဝင်ဆောင်သွားတဲ့အချိန်ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ပထမဆုံးသမီးဘဝမှာကြည့်မိဘတွေမပါဘဲနဲ့သွားအကြောက်စိတ်လှုပ်ရှားရဲအရန်နဲ့ပြောတငယ်ချင်းတွေနဲ့ open နဲ့ဖြစ်လို့ရတယ်အဲ့ချိန်တည်းအမှတ်တရဆုံးကတော့ဟိုတငယ်ချင်းတွေကိုကောင်မလေးတွေကို4နိုင်တီစကားတူတူပြောကြရဲ bonding ဖြစ်တယ်ရဲ့ role model တမီးအမေဖြစ်ပါတယ်ပွင့်လင်းစကားပြောလို့ရတယ်တမီးတခုခုအဲ့လိုစိတ်မကောင်းတာရှင်မိမိကိုသွားတိုင်ပင်လို့ရတယ်တမီးတဘဝအလုံးမှာအမားမရှိအောင်နေလို့ရခဲ့တယ်အဲ့ကြောင့်တင်းကြီးလာရင်လည်းမိမိလိုမျိုးဖြစ်ချင်တယ်ပြောခုလည်းမိမိတမီးဖြစ်ရကုန်ပြီပါတယ် KES မှာ IGCSE လာတက်မယ်မောင်လေးညီမလေးကိုအမ idea ပေးချင်တာကတော့ဒီကျောင်းဆရာမတွေလည်းစာရမ်းတင်တာကောင်းတယ်အချိန်ကြာရင်စာတင်တဲ့အချိန်မှာ focus နဲ့တေချာနားထောင်ပြီးတော့တနေ့လာလောက်သွားခဲ့ရင်စတကယ်စာမွေးကြီးလာတဲ့အချိန်ကြာရင် ACC ကောင်းမွန်ဖြစ်နိုင်မယ်လို့မယုံကြည်ပါတယ်နောက်ဆုံးအနေနဲ့ကတော့မပြောချင်တာကတော့ KES ကဆရာသမားတွေရော staff တွေရောအကုန်လုံးက friendly ဖြစ်တော့ကြောင့် school environment ကအမအတွက်ရင်းစင်ပြီးရဲ့အကြောင်းအခု KES မှာ IGCSE လာတက်မဲ့နေ့ညီမလေးအကုန်လုံးကိုအမအနေနဲ့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye We enter to learn, leave to achieve.